ပြန်လို့မင်္ဂလာပါကျွန်တော် Fighter Anatomy အစီအစဉ်ပုံမှန်တစ်စက်နဲ့ရွှေကင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တစ်စက်ပေးခြင်းနဲ့တဝေပွဲလေးပါပေါ့နော်ကျွန်တော်တို့မြန်မာရင်းနဲ့ထိုးပြီးတော့ရက်ဖို့ရှားတာအရင်ကတွေ့ကူတယ်ဆိုတော့ Thai Fighter ပေါ့နော်ရက်တောက်ဆက်မလို့ပဲမူတော့အောင်ဆုံးမပေးခဲ့တယ်ကျွန်တော်တို့ပူစုရဲ့ပွဲလေးပဲဖြစ်ပါဆိုတော့အခုပူစုနဲ့ Thai Fighter တို့တွေ့ဆုံတဲ့ပွဲလေးကျွန်တော်တို့ချက်လက်တို့ကြည့်လိုက်အောင်ကဲ Thai Fighter အနီအောင်လဲအနီအောင်ပုံမှန်ဖြစ်ပြီးပူစုကတော့အပြိုင်အောင်ဘောင်းအပြိုင်လိုက်နေပါနော်ဒီမှာကနေပွဲလေးဖြစ်တဲ့အတွက်တပွဲထိုးရင်ထိုးရင်900နဲ့အနိုင်ထိုးရင်300ရရနော်300ဆိုရင် BR နှစ်ပလင်းလောက်ရတပလင်းကို65ပတ်ဆိုတော့10ပလင်းစာလောက်ရရနော်တပွဲထိုးပြီး2ရက်လောက် BR 2ရက်3ရက်လောက်အေးပေါ့အမီးဘူးနဲ့ဆို2ရက်လောက် BR ကောင်းကောင်းတောက်လို့ရတယ်အဲ့တော့ဒီထိုင်းကမြန်မာတွေနဲ့ပဲရွေးပြီးတော့ထိုးနေနော်ပူစုတစ်အတဲ့ဒရောင်းနဲ့ရိုက်တဲ့ပူစုချုပ်တူးနဲ့တိုက်တယ်ထိုင်လေချုပ်တူးနဲ့ပြင်ချုပ်တူးနဲ့တိုက်ရနော်ပူစုတော့တည်းနေမယ်ထမ်းမအောက်ချီလေးခက်တယ်ပုစကလေးကနေထမ်းမကသူပေါ်ကလေးကနေကျွန်တော်ရဲ့ပူစုပြန်စားရကြတယ်ဒီမှာလည်းလူကြီးတက်ချောက်ကနေပူစုတက်ချောက်ပြပေးတယ်ပူစုဆောင်းလည်းအနီးကကြတယ်အိုးမူကဲအချက်တော့စမလို့ပဲနဲ့မူလိုက်ချက်ဘူးမလို့တော့မူလိုက်ပူစုကဲအမစင်ပထမဆုံးတစ်ချိန်အခြေခံဖြစ်ပြီနော်ပူစုတက်ချောက်ပြပေးနေပြီဆမ်းမလည်းချိုးတူနဲ့တက်ချောက်တိုက်တဲ့ပူစုကိုสนุกนะครับแบบนี้ยก2ครับစုမနာနဲ့ပြပေးတယ်ချိုးတူနဲ့ပြန်တိုက်ရနော်ထိုင်းတဲ့ပူစုနဲ့ပူစုတရောင်းနဲ့ကပ်ပြီးရိုက်တယ်ချိုးတူနဲ့တိုက်တဲ့ပူစုကံမောက်ပြတယ်မကရောထိုင်းမိုက်တာသူရင်စားတာလားထိုင်းမကသူနေရနေတာလေသူပေါ်ကိတကနေတတော်နဲ့ကပ်ပြကြတဲ့ပူစုကံတော့လေကဲ round drive ပြဆုံးလိုက်နော်ด้วยความตื่นเต้นထားလိုက်လေကြည့်လိုက်အောင်ဆိုအနီးကတထောင်နေနော်ဟိုမှာရက်ဘုံမလို့ပဲမူသွားပြီချက်တို့ရောမူသွဲစီစားပါပြီနော်တို့စီစားနဲ့ထမ်းမကအောက်ချီလေးခဲလူကကန်သူ့ရဲ့တထောင်နဲ့ကောင်းနေပူစုတထောင်နဲ့အနီးကရတဲ့ပူစုချုပ်သူနဲ့တိုက်တဲ့ပူစုချုပ်သူနဲ့တိုက်တဲ့ဆမ်းမကလည်းချုပ်သူနဲ့တိုက်တယ်ပူစုကိုပလက်ချာပြိုင်နေဆိုတော့နည်းကြောက်ပါပြီနော်ဒါစီးပြီးနေနော်နောက်လုံး อย่าอาศัยลูกแคสติสู้
push ကလေးကလည်း สิเกตวิชัยเป็นมาเป็นทางซ้ายเอาละครับนี่พยายามจะเปิดด้วยศอกโอ้ทิ้งลงไป ထောင်းရဲ့ပုစုဘောရှော့လေးထိုးတယ် เชียร์ของแดงลูกดัง ကမောက်ပြန်ပြီ เอาเททิ้งลุกคนกฤษณาลุก ထိုင်းမန်ကပုစုအချင်းချင်းကြိုက်ပေါင်းတယ်နော် ตื่นเต้นเร้าใจเท่เท่ ยกสองยกสามความเดือดมาแล้วความเดือดมาแล้ว ပုစုထောင်းနဲ့ရိုက်တယ် โอ้สามสาม ထောင်းနဲ့ပုစုကဲကြပြီ และอีกครั้งในยอดมนุษย์ အိုးနောက်ဆုံးမှာတော့ ไม่ไหวแล้วครับ ရက်ဖို့ရှာကြမလို့ပဲနဲ့ ครับคุณหมอขา ဒီချင်းကြိုက်သွားပြီ คุณหมอขาคุณหมอสม ช่วยตรองจะเช่ยเจ้า อ่าโอ้ ကဲခက်လာလေးပြန်ကြည့်အောင်ပုစုရဲ့ထောင်းလေးတော်လေးကောင်းတော့တွေ့ရတယ်နော်6တောင် တောင်းနဲ့ကျွေးသွားတော့ပုစုမှလည်းတောင်းတစ်ချက်သူ့ထိုင်ရသူ့ပူလို့ကောင်းတယ်နော်ပုစုအကျဉ်းကြီးကံမောက်တာအဲ့တော့တောင်းအဲ့မှာမူးနေပြီနော် ကဲတလေးကဘာလို့ကျွန်တော်တို့မြန်မာရင်းနဲ့ထိုးပြီးတော့အရက်ဖို့ရှာတာအရန်ကိုလေကူလုံးနဲ့ဆိုပြီးတော့ဗောနော်လေကြီးမူကြီးပြောခဲ့တဲ့ထိုင်းမထိုင်းသမားကိုကျွန်တော်အရက်တောက်စရာမလိုဘဲနဲ့လုံးဝကိုရှင်းရှင်းကြိုက်သွားအောင်ဆုံးမပေးခဲ့တဲ့ကျွန်တော်ပူစုရဲ့ပွဲလေးဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နော်ခုလိုစိတ်ဝင်စားတဲ့လက်ပွဲကောင်းတွေကိုနေ့စဉ်နဲ့များပုံမှန်တက်ဆက်ပေးသွားပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးနဲ့ subscribe လုပ်တော့ပြကြပါနော်အဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အသစ်တော့ဗီဒီယိုနဲ့ထပ်မံပြီးတော့တွေ့ဆုံကြပါဦးမယ်နော်